အားလုံးသိကြတဲ့အတိုင်းကျွန်တော်တို့ရဲ့ original server ကိုမနေ့ကပဲ promo diamond တွေလာပြီးဆိုတော့က promo diamond တွေကဘယ်လောက်ရမှာလဲအဲ့ဒီ promo diamond တွေကရောဘယ်နေရာတွေမှာဘလို့သုံးလို့ရမှာလဲဆိုတာလေးကိုပြောပြမယ် event တွေမှာပေးတဲ့ promo diamond တွေကိုတွက်ကြည့်ရမယ်ဆိုရင်တော့ဖြင့်ဂိမ်းထဲကို login ဝင်မယ်ဆိုရင် promo diamond အလုံး20 classic rank ဘာဝယ်ကြိုက်တာဆော့ promo diamond 15လုံးရရှိမှာဖြစ်ပြီးတော့ diamond ဖြစ်ရပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းတငယ်ချင်းနဲ့တပွဲဆော့တာပဲဖြစ်ဖြစ် promo diamond ကနောက်ထပ်အလုံး20ထပ်ရမှာဆိုတော့ကျွန်တော်တို့အနေနဲ့တနေ့ကို promo diamond ကအလုံး60တိတိရမှာပါတနေ့ကို promo diamond 55လုံးရမယ် event ကလည်း16ရက်တောင်ဆိုတော့ကျွန်တော်တို့အနေနဲ့ total ပေါင်းလိုက်လို့ရှိရင် promo diamond စုစုပေါင်းက880ရမှာပါ promo diamond က800ကျော်ကြီးများတော့ရမှာဆိုတော့ကျွန်တော်တို့အနေနဲ့ epic skin တစ်ကောင်ချင်းတလောက်ပဲ AC ယူလို့ရတယ်ဒါပေမဲ့တခုရှိရပါလဲဆိုတော့ promo diamond သုံးတော့မယ်ဆိုရင်ကျွန်တော်တို့စီမှာ normal diamond တစ်လုံးတော့ရှိဖို့လိုအပ်ပါလိမ့်မယ် promo diamond တွေကဘယ်ချိန်မှာစပြီးတော့အသုံးပြုလို့ရမှာလဲဆိုတော့အခုလက်ရှိ3လပိုင်းရင်26ရက်နေ့ကျရင် promo diamond တွေကို short ထဲမှာကျွန်တော်တို့အနေနဲ့စတင်ပြီးတော့အသုံးပြုလို့ရပြီ promo diamond တွေသုံးဖို့အတွက် normal diamond တစ်လုံးလိုတာဖြစ်တဲ့အတွက် B1000 မို့လောက်ထည့်ပြီးတော့ normal diamond 17လုံးလောက်ကတော့ကျွန်တော်တို့အနေနဲ့လူတိုင်းတက်နိုင်တာဖြစ်တဲ့အတွက် AC ယူလို့ရတယ်နောက်တစ်ခုသိထားမှာကကျွန်တော်တို့အနေနဲ့ diamond နဲ့ဝယ်တော့မယ်ဆိုရင် short ထဲမှာစိန်နဲ့ပေးထားတဲ့ skin တွေကိုပဲဝယ်လို့ရမှာဖြစ်ပြီးတော့စိန်နဲ့ဝယ်လို့မရတဲ့ skin တွေကိုတော့ကျွန်တော်တို့အနေနဲ့ promo diamond နဲ့ဝယ်လို့ရမှာမဟုတ်ပါဘူး skin တွေအများလို့ရွေးချယ်ရခက်နေတဲ့လူတွေအတွက်လည်းကျွန်တော်အနေနဲ့ promo diamond နဲ့ဝယ်တဲ့ skin များဆိုပြီးတော့ list လေးတစ်ခုလုပ်ပေးပါအောင်မေပြီးတော့ဒီနေ့လာတဲ့ promo diamond မှာဆိုရင်အားလုံးစောင့်မျှော်နေကြတဲ့တချွင်ချွင် recall နဲ့ fire crown recall ကပြန်ပါလာမှာဖြစ်ပေမဲ့လည်းပဲကျွန်တော်အနေနဲ့မတိကြတဲ့ recall ကိုဖောက်မဲ့အစား skin မဲဝယ်ကြဖို့ recommend ပေးခြင်းနဲ့နောက်ထပ် promo diamond အသုံးပြုလို့ရမယ့်နေရာနှစ်ခုကတော့အခုလက်ရှိကျွန်တော်ရဲ့ original server ကိုရောက်ရှိလာပြီဖြစ်တဲ့ Selena Zenith skin မှာ one draw ချင်းစီတိုင်းကို normal diamond 10လုံး promo diamond အလုံး40နဲ့ one draw ချင်းစီဖောက်လို့ရပါတယ်နောက်ထပ်ရောက်ရှိလာမယ့် Eva Legend skin မှာဆိုလည်းပဲကျွန်တော်အနေနဲ့ promo diamond တွေကိုအသုံးပြုလို့ရမှာဖြစ်ပြီးတော့ one draw ချင်းစီတိုင်းကို promo diamond 20 normal diamond အလုံး80နဲ့ဆိုပြီးဖောက်လို့ရမှာပါစိတ်မကောင်းတာလည်းပြောရမယ်ဆိုရင်အားလုံးစောင့်မျှော်နေကြတဲ့6စတန်း skin လို့ Selena စတန်း skin တို့လို့အဲ့ဒီစတန်း skin တွေအကုန်လုံးကရိုးရိုး diamond နဲ့ဝယ်လို့ရတော့မှာမဟုတ်ဘဲနဲ့ကျွန်တော်အခုပြောပြနေတဲ့ Eva Legend skin တို့ event တွေမှာပဲဖောက်ရမှာပါပြီးတော့လေသူတို့မသိတာလားဘာလားတော့မသိဘူးဗျာ Collector skin ကို promo diamond နဲ့ဖောက်လို့ရလားဆိုတော့ Collector skin က promo diamond နဲ့ဖောက်လို့မရဘူးเนาะနောက်တစ်ခုက name chain ကတ်တွေ starlight ကတ်တွေနဲ့ square name chain ကတ်တွေအလံ chain ကတ်တွေအကုန်လုံးက promo diamond နဲ့လုံးဝဝယ်လို့ရမှာမဟုတ်ပါဘူးကျွန်တော်အခုပြထားတဲ့ short ရဲ့ဟာတွေကိုပဲ promo diamond နဲ့ဝယ်လို့ရမှာဖြစ်တယ်ဒါနဲ့ပြောဖို့မေ့နေတာကျွန်တော်တို့အနေနဲ့16ရက်နေ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ run ဆော့တဲ့အခါကိုယ့်ရဲ့ page ကြီးကဒီလိုမျိုးပုံစံပြောင်းသွားမှာဖြစ်ပြီးတော့အဲ့ဒီ base ကိုချိုးပြီးတော့နိုင်တဲ့အသင်းကဟိုဒီကကျွန်တော်ပြထားတဲ့ ruby dazzling skin မှာနိုင်ရတဲ့ point လေးတွေရမယ်ပေါ့ဗျာ ruby skin ရဟိုတနေ့ကလေးကအကုန်လုံးယူပြီးသွားပြီဖြစ်တဲ့အတွက် point တွေကတော့တေချာပေါက်ပိုနေလိမ့်မယ်ဗျာအဲ့ဒီပိုနေတဲ့ point တွေကကီးနဲ့လဲလို့ရတာဖြစ်တဲ့အတွက်ပြောရမယ်ဆိုရင်တော့ဒီ point တွေကလိုသေးတယ်ပေါ့ပြောရရင်တော့မို့တော့စီစဉ်ကြကန်ဒီလေး run လေးတက် point တွေလေးရမယ် plan မျိုးကိုလောက်သွားလိုက်တယ်ပေါ့ကဲဆိုတော့ကကျွန်တော်ဒီနေ့ video ကတော့ဒီလောက်ပါပဲ brother တို့အနေနဲ့skin ယူမယ်တင်းလားဒါမှမဟုတ်ရင်လည်း epic record ယူမယ်တင်းလားဆိုတာလေးကိုပါ comment မှာရေးသွားနိုင်ပါတယ်ဆောင်းမမရှိဘဲနဲ့ record ဖောက်မဲ့အဖွဲ့ကတက်ကိုရှိသေးတာဖြစ်တဲ့အတွက်ဒီနေ့ promo diamond မှာဆိုရင်လည်းပဲအရင်နေ့တလူပဲ record တန် tuition တွေကြားရအောင်မေးပေါ့ဗျာအခုလက်ရှိ video တွေတိတ်မတင်တော့လို့လာမေးနေကြလို့ပြောရမယ်ဆိုတော့ကျွန်တော်အနေနဲ့နေတိတ်မကောင်းတာနဲ့ video တွေကိုကောင်းကောင်း edit မလုပ်နိုင်တဲ့အတွက် video တိတ်ပြီးတော့မတင်နိုင်ဘူးဗျာပြီးတော့မှတ်ဖို့နေလို့ဖို့အတွက်ဆိုင်ရကိစ္စတွေလည်းရှိသေးတာဆိုတော့နောက်ပိုင်းနေလည်းပျောက်ပါအောင်မယ်နောက်နေ့ကျရင်လည်းမတူညီကိုနဲ့တက်တင်နေတူပြန်လာခဲ့ပါမယ်ကျွန်တော်မောင်စမိုင်းမှာအားလုံးပဲပေးကြပါစေဘိုင်ဘိုင်ပါခင်ဗျာ